အခုတစ်ခေါက်ကတော့ line ပေါ်မှာအရင်အောင် trending ဖြစ်နေတဲ့ကြက်ချောက်ဂျူးမြစ်မာလာတုပ်လေးတုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံးကြက်ချောက်တွေကိုရေစင်အောင်ဆေးလိုက်ပါမယ်ပြီးရင်ပြုံးမဲ့အိုးတွေကိုထည့်လိုက်ပြီးရင်ရေဆေးထားတဲ့ကြက်မြစ်နဲ့ကြက်နှလုံးလေးတွေပါထည့်ပြုံးနော်ကြက်သွန်ဖြူ3မွှာနဲ့ချင်း2ပြားပါထည့်ပြုံးလိုက်မယ်နော်ဒီကြောက်အောင်ပြီးရင်ရေကိုမြုပ်တဲ့ထိထည့်လိုက်မယ်နော်ပြီးရင်စားလေးနည်းနည်းထည့်လိုက်မယ်နော်ပြီးတော့ဆိုရင်တော့သူ့ကိုတနားရီလောက်ကြာအောင်ပြုတ်လိုက်မယ်နော်ဒီတော့ကြက်ချောက်လူတဲ့ထိပေါ့ပြီးတော့ရင်နော်ဂျူးမြစ်တွေကိုဖြတ်တောက်ပြီးတော့စေးကြောတန့်ဆင်ပါမယ်နော်အရင်ဆုံးဒီဘက်ကအဖျားပိုင်းလေးတွေကိုတော့လီပြီးတော့ပြစ်လိုက်ဒီအရင်ပိုင်းတွေကိုပဲတခြားလီပြီးတော့ယူပါပေါ့နော်ကျတော့ဒီမဲ့မြေဘူးသိန်းလေးတွေကိုနည်းနည်းပြလိုက်ပါနော်ပြီးရင်နော်လှော်ထားတဲ့ငရုတ်သီးသိန်းလေးတွေနဲ့ကျက်သွန်ဖြူကိုထောင်လိုက်မယ်နော်ငရုတ်သီးလေးတွေထောင်ပြီးရင်နော်ဂျူးမြစ်လေးတွေကိုနည်းနည်းလှော်လိုက်မယ်နော်ဂျူးမြစ်ကအစိမ်းစားလို့လည်းရတယ်ဆိုတော့နည်းနည်းပိုးတက်တဲ့သဘောလေးပေါ့နော်ပြီးရင်ဂျူးမြစ်လေးတွေကိုဖယ်ထားလိုက်နော်ကဲကြက်ချောက်ဂျူးမြစ်မာလာလေးစားတုပ်ဖို့အတွက်အရင်ဆုံးပြုတ်ထားတဲ့ကြက်ချောက်လေးတွေထည့်လိုက်မယ်နော်ပြီးတော့ရင်ကြက်ချောက်နဲ့အတူတူပြုတ်ထားတဲ့ကြက်သေးကြက်မြစ်လေးတွေထည့်လိုက်ပြီးရင်ဂျူးမြစ်လေးတွေထည့်လိုက်ထောင်းထားတဲ့ငရုတ်သီးနဲ့ကြက်သွန်ဖြူလေးထည့်လိုက်ပြီးတော့ရင်မာလာနှစ်လေးတစ်စုံထည့်လိုက်နော်ပြီးရင်မာလာကဲမှောင်လေးထည့်နော်ပဲငင်ပြားရဲ့အကြည်လေးနည်းနည်းထည့်နော်ခရူးစီလေးနည်းနည်းထည့်တခြားလေးနည်းနည်းထည့်မယ်နော်ကြက်သားမှောင်လေးနည်းနည်းထည့်လိုက်မယ်ပြီးရင်တော့နှောက်အောင်နေလိုက်မယ်နော်တေချာလေးနေပြီနော်နှောက်ဟောအနှစ်တည်းကတနေရာထဲမှာလုံးနေနေကိုအနံ့မှုေးနေတာပေါ့နော်တက်လာလုံးအောင်စားကျင်စရာလေးကိုဖြစ်ပြီးသွားရင်တော့နောက်ဆုံးမှာစီဘူးလေးလောက်ထည့်လိုက်နော်ပြီးရင်နည်းနည်းသမအောင်ထပ်ပြီးနေပြီလိုက်နော်အခုဆိုရင်တော့အရန်ကိုအရသာရှိလာတဲ့ဆက်ပြဲလန်နေတဲ့ကြက်ချောက်မာလာဂျူးမြစ်တုပ်လေးရပါပြီနော်